လူနှစ်ယောက်ကိုကွဲပြားသွားစေတဲ့အရာအကြောင်းကျွန်တော်ပြောပြလူနှစ်ယောက်ကိုဘာတွေကသူတို့နှစ်ယောက်ကိုကွဲပြားသွားစေတာလဲတယောက်ကအောင်မြင်ပြီးတယောက်ကဘာတွေကြရှုံးနေရလဲထားတဲ့အချိန်ချင်းတူတယ်ဗျာတယောက်က4နာရီထားတယ်ဆိုတော့နောက်တစ်ယောက်ကလည်း4နာရီထားတယ်ဒါပေမဲ့ထားတဲ့အချိန်မှာရည်ရွယ်ချက်နဲ့အတွေးကိုယ်စီကမတူကြအောင်နံပါတ်တစ်ယောက်ကဘာတွေးမလဲဟာငါအစောထားရတာစိတ်ညစ်စရာကြီးဆိုပြီးတွေးတယ်နောက်တစ်ယောက်ကကျတော့ဟာစောစောထားတာထားရတာကပျော်နေတာဘလို့ပျော်နေတာလဲငါဘာတွေလုပ်ရမလဲငါဘာတွေအတိတ်ပဲရှိတဲ့အတွေးတွေဗျာခေါင်းထဲမှာပဲဒါတွေပဲဝင်လာတဲ့အချိန်မှာဘုဘကလူကအတိတ်ပဲမရှိတဲ့အရာတွေပဲတွေးနေငါအစောထားတာပြင်းလိုက်တာပေါ့နောက်ကြတော့ထားတာချင်းတူတယ်ဟိုထားကျင်တာချင်းတူတယ်အစောကပရမတ်လူကလည်းဟာရတယ်ငါ4နာရီထားမယ်နောက်တစ်ယောက်ကလည်းငါ4နာရီထားတယ်အချိန်ထားတာချင်းတူတယ်ဒါပေမဲ့ပထမတစ်ယောက်ကဘယ်ကိုသွားမှာလဲဒုတိယတစ်ယောက်ကဘယ်ကိုသွားမှာလဲအဲ့ပေါ်မှာအတွေးခေါ်တဲ့အတွေးခေါ်နဲ့နော်ရည်ရွယ်ချက်တွေအဲ့ဒီရည်ရွယ်ချက်တွေကမှန်ကန်မှုရှိတယ်လေဆိုရင်တော့နည်းနည်းအောင်မြင်မှုရှိတယ်ဗျာမှန်ကန်မှုမရှိဘူးဆိုရင်တော့ဘလောက်ပဲစောထားဘလောက်ပဲစူးစမ်းအောင်မြင်မှုဆိုတာတော့လွဲချော်နေအောင်ပါပဲနော်အဲ့တော့မနက်ခင်းစောထားဆိုရင်လည်းကျွန်တော်တို့ရည်ရွယ်ချက်ကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ထားပါဘယ်ချိန်မှာပဲထားတာပေါ့နော်ကောင်းတဲ့ရည်ရွယ်ချက်လေးနဲ့ထားပါဒါပဲပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျ